အားလုံးပဲမင်္ဂလာပါ Mystery Book Channel ကနေကြိုဆိုပါရစေဒီကနေ့ဖတ်ပြမယ့်အကောင်းစဉ်ကတော့နန်းချစ်ကြည်စာပေကနေထုတ်ထားတဲ့ဆရာမဒေါက်တာမတင်ဝင်းပညာရေးတက္ကသိုလ်ရေးသားထားတဲ့မင်းယောက်ျားမင်းမများဆိုတဲ့စာအုပ်ထဲကပုံမြင်ထဲရဟယ်လင်ဆိုတဲ့အခန်းကိုဖတ်ပြမှာဖြစ်ပါတယ်ပုံမြင်ထဲရဟယ်လင်ရာဇဝင်ထဲမှာပါတဲ့မိမသားများအကြောင်းကိုပြောနေရကအတိနာလိုနှစ်ဖျားမအကြောင်းကိုဖောက်ပြီးပြောခဲ့ပါပြီအခုလည်းရာဇဝင်ထဲမှာတော့မပါဘူးလို့ပြောနိုင်တယ်လို့ပါတယ်လို့လည်းတစ်ဖက်ကပြောနိုင်တယ်ရာဇဝင်ပုံမြင်ထဲကဟယ်လင်မိဖုရားအကြောင်းကိုပြောပြချင်ပါတယ် BC 1500လောက်မှာဂရိကျွန်းဆွယ်ကိုပြောင်းရွှေ့ဝင်ရောက်လာကြသူများဟာတောင်သူထက်တဲ့ဂရိကျွန်းဆွယ်ရဲ့အနေအထားကြောင့်နိုင်ငံကြီးတစ်နိုင်ငံအဖြစ်စုစည်းတည်ထောင်နိုင်ခြင်းမရှိပါဘူးတောင်များရဲ့အကြားမှာရှိနေတဲ့မြေပြန့်လွင်ပြင်များကိုအခြေပြုပြီးမြို့ပြနိုင်ငံများထူထောင်နေထိုင်ခဲ့ကြပါတယ်ဂရိလူမျိုးများအထူးသဖြင့်အေသင်မြို့ပြနိုင်ငံကဂရိများအနေနဲ့စာဆိုတော့ဟိုမှာဆက်ဆိုတယ်လို့ယုံကြည်တဲ့အီလီယန်နဲ့အိုဒစီဆိုတဲ့ကဏ္ဍဝင်လင်္ကာရှည်ကြီးများကိုလွန်စွာအလေးအမြတ်ပြုကြပါတယ်ဂရိတို့ဟာငယ်စဉ်ကတည်းကအဲ့ဒီလင်္ကာရှည်ကြီးများကိုနှုတ်တိုက်အားကောင်းဆောင်နိုင်ဖို့ကြိုးစားလေးရှိပါတယ်အဲ့ဒီလင်္ကာရှည်များဟာဂရိစာတင်ကျောင်းများအတွက်တင်ရိုးလို့ပြောနိုင်တယ်လို့ဂရိလူမျိုးများရဲ့လူမှုရေးဘာသာရေးဆိုင်ရာလက်ဆွဲချမ်းလို့လည်းဆိုနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီလင်္ကာရှည်ကြီးများထဲမှာဂရိတို့ကိုယ်ွယ်ယုံကြည်ကြတဲ့နတ်ဖျားများအကြောင်းပါတယ်လို့ဂရိများအစဉ်အလာလက်ခံကြတဲ့ကိုကျင့်တရားဆိုင်ရာဓလေ့များလည်းပါဝင်ကြလို့ဖြစ်ပါတယ်။နောက်ပိုင်းခေတ်များမှာအထူးသဖြင့်19ရာစုတလျှောက်မှာပေါ်ထွန်းခဲ့တဲ့ပညာရှင်များအနေနဲ့ကတော့မျက်မမြင်စာဆိုတော်ကြီးဟိုမောက်ဆိုတာလည်းတကယ်ရှိမှာမဟုတ်ဘူး။လင်္ကာရှည်ကြီးများကတော့ဂရိစာပေမှာတကယ်ရှိနေတာကိုမငြင်းဆန်နိုင်ပါဘူး။အဲ့ဒီတော့လင်္ကာရှည်ကြီးများဟာဟိုမောက်ဆိုတဲ့လူတဦးတစ်ယောက်တည်းကဆက်ဆိုခဲ့တာမဟုတ်ဘူးဂရိတို့စတင်ဝင်ရောက်လာကြတဲ့ကသားစဉ်မြီးဆက်လူအများအစဉ်အဆက်ရွတ်ဖတ်ခဲ့ကြတဲ့အတွက်စာပေနဲ့ပဲအထီးရောက်လာတဲ့လင်္ကာရှည်များဖြစ်လာရတယ်လို့ယူဆကြပါတယ်ဟိုမားနဲ့လင်္ကာရှည်ကြီးများအကြောင်းကိုအဲ့ဒီလိုအမြင်သစ်နဲ့ယူဆကြသလိုလင်္ကာရှည်ကြီးတစ်ခုဖြစ်တဲ့ Iliad ထဲက Troy ဆိုတဲ့မြို့ဟာလည်းစိတ်ကူးတွေကမြို့များသားလို့ယူဆကြသူများပါတယ်ဒါပေမဲ့ Troy ဆိုတဲ့မြို့ကိုရှာလို့တွေ့ခဲ့ပါတယ်ရှာဖွေတဲ့သူကတော့ဂျာမန်လူမျိုးဟိန်းနရီရှယ်လီမန်ဖြစ်ပါတယ်။သူဟာငယ်စဉ်ကလွန်ဆင်းရဲတဲ့သူတစ်ယောက်ဖြစ်ပေမဲ့ကြီးပြင်းလာတဲ့အခါမှာအလွန်အောင်မြင်တဲ့စီးပွားရေးသမားကြီးတစ်ယောက်ဖြစ်လာပါတယ်။သူရဲ့အသက်46နှစ်အရွယ်ကိုရောက်တဲ့အခါမှာအဲ့ဒီနှစ်က1868ခုနှစ်ဖြစ်ပါတယ်။ Asia Minor ဒေတာကိုတွားရောက်လေ့လာပါတယ်။1890ခုနှစ်ကိုရောက်တဲ့အခါမှာတော့လူသား100လောက်ကိုငှားပြီးရှေးမြို့တော်ဟောင်းများကိုတူးဖော်တဲ့လုပ်ငန်းကိုစတင်လုပ်ဆောင်ခဲ့ပါတယ်။Troy မြို့ကိုမတူးဖော်ခင်မှာရှယ်လီမန်တူးဖော်ခဲ့တဲ့မြို့ကွက်တွေကလည်းရှေ့ဟာအဖိုးတန်ယတနာများရရှိခဲ့တယ်လို့ဆိုပါတယ်1883မှာတော့အနာတိုလီးယားယခုတူရကီရဲ့အနောက်မြောက်ဘက်မှာရှိတဲ့ဟီဆာလစ်ဆိုတဲ့ဒေသမှာ Troy မြို့ဟောင်းတူးဖော်ရေးလုပ်ငန်းကိုစတင်ခဲ့ပါတယ်ဒီနေရာမှာတူးရတာကလည်း Iliad ထဲမှာဖော်ပြထားတဲ့ Troy မြို့တော်ဟောင်းဒီနေရာနဲ့တစ်ထပ်တည်းတူနေလို့ဖြစ်ပါတယ်ရှယ်လီမန်ဟာ Troy မြို့ဟောင်းကိုအတိအကျတူးဖော်မိပါတယ်မြို့တော်ဟောင်းကတစ်ထပ်တည်းမဟုတ်ပဲ6ထပ်တောင်မှရှိပါတယ်။အကြောင်းကတော့မြို့တော်ဟာအကြောင်းကြောင့်အချင်းချင်းပြတ်ခဲ့ပါတယ်။ပြတ်တဲ့နေရာမှာမြို့ပြန်တည်ကြတဲ့သူများဟာအပျက်စီးများကိုဖယ်ရှားမနေတော့ပဲတင့်တော်တယ်လို့ရှင်းလင်းပြီးမြေညှိကမြို့တော်တစ်ကိုတည်ခဲ့ကြလို့ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် Troy မြို့ဟာတကယ်ရှိခဲ့တယ်ဆိုတာရှယ်လီမန်ကသက်သေပြခဲ့ပါတယ်။သူကတော့အောက်ဘက်ကစပြီးရည်သွက်ရင်သုံးဆင်းမြောက်ကမြို့တော်ဟောင်းဟယ်လင်တို့ခေတ်ကမြို့တော်လို့ယူဆခဲ့ပါတယ်။နောက်ပိုင်းမှာဆက်လက်တူးဖော်ကြတဲ့ပညာရှင်များကတော့အောက်ဘက်ကစပြီးရည်သွက်ရင်6ဆင်းမြောက်ကိုဟယ်လင်တို့ခေတ်က Troy လို့ယူဆကြပြန်ပါတယ်။ဒါပေမဲ့အဲ့ဒီအဆင့်ကမြို့တော်ဟာလျှင်တန်းကြောင့်ပြတ်ခဲ့ရလေတာကိုလေ့လာတွေ့ရှိရပါတယ်။9ဆင့်လို့သတ်မှတ်တဲ့မြို့တော်မှာလူအယိုးစုအများအပြားခေါင်းပြက်အများအပြားခြေပြက်အများအပြားအပြင်မီးလောင်လို့ပျက်စီးတဲ့အဆောက်အအုံများကိုပါတွေ့ရပါတယ်။အဲ့ဒီအဆင့်ဟာဟယ်လင်တို့ခေတ်က Troy ဖြစ်ဖို့တေချာတော့ပဲလို့ပြောကြပါတယ်။အဲ့ဒီလိုတွေ့ရှိပြီးတဲ့နောက်မှာတော့အီလီယက်လင်္ကာရှည်တွေထဲမှာပါသမျှအကြောင်းတွေဟာစိတ်ကူးရင်တမဟုတ်ဘူးဆိုတာအဲ့ဒီလင်္ကာရှည်ကိုဆက်ဆိုတဲ့သူတွေဟာလည်းမျက်မမြင်စာဆိုကြီးဟိုမောက်ဆိုတာဟုတ်နိုင်တော့ပါတယ်လို့ပညာရှင်များကလက်ခံလာကြပါတယ်။စာရေးသူကတော့ရှေးဟောင်းပုံမြင်တွေထဲမှာအမှန်တရားတွေပါတတ်တယ်။အထူးသဖြင့်အစဉ်အဆက်လက်ခံလာကြတဲ့ရာဇဝင်ပုံမြင်တွေဟာလူတွေဖြတ်တန်းခဲ့ရတဲ့အကြောင်းအရာများကိုပုံမခမ်းနားစွာပုံမလှပစွာတစားဆင်ပြီးပြောထားလို့အမှန်တရားနဲ့ကွာဟမှုများသွားတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့တည်တည်ချာချာလေးလာရင်အမှန်ကိုယူဆနိုင်စရာအကြောင်းချင်းအရာများကိုတွေ့ရပါတယ်လို့ယူဆလာခဲ့ကြတာကြားပါပြီ။Iliadလင်္ကာရှည်ကြီးထဲမှာပါတဲ့ဟယ်လင်ရဲ့အကြောင်းဟာTroy ကိုတွေ့နေရပြီဆိုမှတော့အပြေးအဝမှန်မယ်လို့မဆိုနိုင်တာမှတဝက်တစ်ပြက်လောက်တော့မှန်နိုင်တယ်။
တကယ်လို့ဟဲလင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းမဟုတ်ဘူးဆိုရင်တော့မှအဲ့ဒီရှေ့အလွန်ကြတဲ့ခေတ်ကမိမသားများရဲ့ဘဝတစိတ်တေတာကိုတော့ထင်ဟပ်နိုင်လိမ့်မယ်ဆိုတဲ့အသွေးနဲ့ဟဲလင်ရဲ့အကြောင်းကိုရေးပါတယ်ဂရိလူမျိုးများကိုယ်ွယ်ယုံကြည်တဲ့နတ်ဒေဝများဟာကိုလံဘတ်တောင်ပေါ်မှာဇညနေထိုင်ကြပါတယ်သူတို့ဟာဘယ်တော့မှမတည်ကြတာသူတို့အလိုကြအကောင်းဆိုးတွေကိုဖန်တီးကြတာကလွဲလို့ကိုခန္ဓာတည်ဆောက်မှုများဟာလူရဲ့တိုင်းပါပဲတဲ့စိတ်ကရောလူတွေလိုပါပဲအကောင်းဆိုးထုံတွဲနေတတ်ပါတယ်လှုပ်ရှင်ရာကိုလှုပ်နိုင်တဲ့တတိထူတွေရှိနေတော့အဆိုးကပုံများတယ်လို့ထင်ပါတယ်ဟဲလင်မွေးဖွားလာတာကနတ်ဒေဝများရဲ့အကြီးအမှုနမင်းကြီးဇုစ်နဲ့ပတ်သက်နေပါတယ်ဇုစ်ဟာနတ်ဒေဝီဟီရာကိုထိမ်းများလက်ထပ်ပြီးပေါင်းသင်းနေတဲ့ကြားကလူဖြီကိုဆင်းလာပြီးလူသားမိန်းမများကိုပါမိဖုရားဖြစ်တော့ကပေါင်းသင်းနေရှိပါတယ်လူယောက်ျားထဲမှာဆိုရင်ဇုစ်နဲ့လူသားမိန်းမကမွေးဖွားသူဟာဂျူလီကအားအတန်ဆုံးဖြစ်ပါတယ်ဇုဟာမိဖုရားလီဒါအထံကိုငန်းဖို့အတွင်နဲ့လာပြီးဆက်ဆံခဲ့လို့လီဒါကငန်းဦးဥပါတဲ့အဲ့ဒီငန်းဦးဟာဟဲလင်မွေးခဲ့တာဆိုပါပဲပုံမျိုးတဲ့သူရဲ့စကားကတော့မှားနေနိုင်ပါတယ်ဟဲလင်ဟာဇုရဲ့သွေးပါတဲ့ငန်းဦးကပေါက်သူလို့ပဲဆိုရမယ်ထင်ပါတယ်စာရေးသူတို့အရှိတိုင်းမှာလဲငကားဥအားပေါက်တဲ့သူကြာပန်းကမွေးသူလက်မှုတီးထဲမှာတရေယူခဲ့သူဝါပင်တွေကမွေးဖွားလာသူစသဖြင့်တရေသူတွေရဲ့အကြောင်းပုံမြင်များစွာရှိပါတယ်အဲ့ဒါကြောင့်များဟဲလင်ကိုစာရေးသူကပို့ပြီးစိတ်ဝင်စားမိနေသလားမသိပါဘူးဟဲလင်ကလေးဟာငယ်စဉ်ကလေးကလူမတန်လက်သမားလှပသူလေးဖြစ်ပါတယ်သူ့ရဲ့ဖခင်ကစပါတာဘုရင်ဖြစ်ပါတယ်နာမည်တွေရှုပ်ပုံမှာဆိုလို့သူ့ရဲ့နာမည်ကိုမဖော်ပြတော့ပါဘူးဟဲလင်ဟာတိတ်လှပလွန်းလို့ဟဲလင်ဆိုတဲ့အမည်ကလှတရားလို့အဓိပ္ပာယ်ပေါက်ခဲ့ပါတယ်ဟဲလင်ရဲ့အသက်12နှစ်ရှိတဲ့အခါမှာတခါကအေသင်မှာစိုးစံခဲ့တဲ့ဘုရင်တစ်ပါးကအတ္တမခိုးယူခဲ့ပါတယ်အဲ့ဒီဘုရင်ကိုအေသင်နိုင်ငံသားများမကြိုက်ကြလို့အဲ့ဒီဘုရင်ကိုမြို့ထဲအဝင်မခံပါဘူးတဲ့အဲ့ဒါနဲ့အဲ့ဒီဘုရင်ကဟဲလင်ကိုတောင်ထိပ်ပေါ်တစ်ခုမှာရဲတိုက်တစ်ခုထဲမှာချုံနှောင်ထားခဲ့ပါတယ်အဲ့ဒီဘုရင်ဟာဟဲလင်ကိုမိဖုရားမပြောင်းနိုင်ခင်မှာပဲသူ့တရားသူစီရင်သွားလို့ဟဲလင်ရဲ့မောင်အမွာညီနောင်ကဟဲလင်ကိုကယ်တင်နိုင်ခဲ့ပါတယ်ဟဲလင်ဟာစပါတာကိုပြန်ရောက်ပြီးပျော်ပျော်ပါးပါးမှမနေရသေးဘူးဂရိကျွန်းဆွယ်ပေါ်ကနိုင်ငံတွေနဲ့အနီးပါးနိုင်ငံများကမင်းသားများကစပါတာကိုလာဝိုင်းပြီးဟဲလင်ကိုမိဖုရားမြောက်ချင်ပါလို့တောင်းဆိုကြပါတယ်စာရေးသူတို့စီကအပြောနဲ့ဆိုရင်တော့ခုနှစ်ပြည်ထောင်မင်းသားများကဝိုင်းပြီးဟဲလင်ကိုတောင်းကြတယ်လို့ဆိုပါလိမ့်တော့နောက်တော့သူရဲ့ကောင်အော်စီတက်ကပြန်ပြေးပါတယ်စပါတာဘီဟဲလင်ရဲ့ဖခင်ကရွေးချယ်သူကိုသာအများကလက်ခံကြဖို့နဲ့ဟဲလင်ကိုမတရားတိုက်ခိုက်သိမ်းပိုက်မဲ့သူကိုဘသူ့ကိုမဆိုကျန်မင်းသားများကစုစည်းနိုင်နေကြဖို့ဆိုတဲ့အဆိုကိုအဲ့ဒီသူရဲ့ကောင်အော်ဒီဇက်ကပဲတင်သွင်းပါတယ်အဲ့ဒီအဆိုကအကြောင်းကျိုးညီညွတ်နေတော့အားလုံးကပဲသစ္စာဆိုပြီးစပါတာဘီရင်ကြီးရဲ့အဆုံးဖြတ်ကိုခံကြပါတယ်စပါတာဘီရင်ကြီးကမိုင်စီနေမင်းသားမီနီလော့စ်ကိုဟဲလင်ရဲ့ကျင်ဖက်အဖြစ်စေလို့ဆုံးဖြတ်လိုက်ပါတယ်။မင်းနီလော့စ်ဟာဟဲလင်ကိုသာလက်ဆက်ခွင့်ရတာမဟုတ်ပါဘူး။စပါတာနိုင်ငံကိုပါသိမ်းပိုက်ဆုတ်ဆံခွင့်ရခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဟဲလင်ရဲ့မောင်မွာညီနောင်တို့ဟာကြာဆုံးကုန်ပြီဖြစ်ပါတယ်။စပါတာပြင်ဟာမင်းနီလော့စ်ရဲ့နောင်တော်နဲ့သူ့သမီးကြီးကလိုက်တင်နက်ထရာတို့ကိုလည်းထိန်းမြပေးပါတယ်။ဘာကြောင့်လဲဆိုတော့မင်းနီလော့စ်ရဲ့နောင်တော်ဟာမိုင်စီနေပြည်တော်ကြီးရဲ့ဘုရင်ဖြစ်လာမဲ့သူဖြစ်လို့ပါပဲ။ပြီးတော့သူ့ရဲ့သူမတော်ပီနီလုံးနဲ့အော်ဒီဇက်ကိုလည်းထိမ်းမြပေးပါသေးတယ်။ဒါမှစပါတာရဲ့နောင်ကြီးဟာစိတ်အေးရမယ်လို့သူယူဆပုံပေါ်ပါတယ်။အဲ့ဒီလိုအိုဆိုးသူများအချင်းချင်းတွင်းတော်ချင်းဖြင့်ချစ်ကြည်ရေးတည်ဆောက်ကြတာဟာယောဘမှာရောအာရှမှာရောခေတ်ဆက်ဆက်အသုံးပြုကြတဲ့နည်းဖြစ်ပါတယ်။ဟဲလင်ရဲ့ခမဲတော်ဟာဟဲလင်နဲ့မနီလော့စ်ကိုထိမ်းမြပြီးတဲ့အချိန်မှာတမတ်တော်ကိုထိမ်းမြပေးပြီးဘဝနေဝင်ခြင်းကိုအေးချမ်းစွာကုန်ဆုံးစေခဲ့ပါတယ်။မင်းနီလော့စ်နဲ့ဟဲလင်တို့ဟာစပါတာမြို့တော်မှာဘုရင်နဲ့မိဖုရားအဖြစ်ပျော်ရွှင်စွာဆိုးဆန်နေခဲ့ပါတယ်။နိုင်ငံအလုံးကလည်းအေးချမ်းသာယာစွာရှိနေပါတယ်။ဟဲလင်နဲ့သူခင်မွန်းတို့ဟာချစ်စပွဲသမီးငယ်လေးတစ်ပါးနဲ့သားငယ်လေးတစ်ပါးဝေးဖွားလာသည့်အထိအလွန်သာယာတဲ့နိုင်ငံမှာအလွန်ကိုပျော်ရွှင်စွာဆန္ဒနေခဲ့ကြပါတယ်။အဲ့ဒီလိုပျော်ရွှင်စွာနေထိုင်နေကြတဲ့အချိန်မှာကန်တမာဆိုးကိုတည်ဆောင်လာတဲ့ဖဲရစ်မင်းသားရဲ့တင်မောဟာစပါတာတီရှိတဲ့ဂရိကျွန်းဆွယ်ကိုဆိုက်ရောက်လာပါတယ်။ဖဲရစ်ဆိုတာ Troy ဆိုတဲ့မြို့ကိုမြို့တော်အဖြစ်တည်ထားပြီးနေထိုင်ကြတဲ့အနာတိုလီးယားယခုတူရကီဒေသကထရိုဂျန်လူမျိုးများရဲ့ဘုရင်ပရီယန်ရဲ့သားတော်တစ်ပါးဖြစ်ပါတယ်။အဲ့ဒီမင်းသားမကွေးဖွားမိကလေးကသူ့မေတော်ဟာဒီသားနဲ့ပတ်သက်လို့မကောင်းတဲ့အိမ်မက်မြင်မှတ်ပါတယ်။ဒီကလေးကြီးတာရင် Troy မြို့ကိုဖျက်လိုက်မယ်ဆိုတဲ့အိမ်မက်ဖြစ်ပါတယ်။အဲဒါကြောင့်ဖဲရစ်ကလေးမွေးဖွားတာနဲ့ခမဲတော်ပရီယန်ကလူယုံသူဦးကိုခေါ်ပြီးအဲ့ဒီကလေးကိုအီတောင်တောင်ပေါ်မှာတွားပစ်ချီလို့စီခိုင်းလိုက်ပါတယ်။
ဘရင်လူယုံကလည်းဝုံဝုံကူအနားမှာကလေးကိုထားခဲ့ပါတယ်။နောက်တစ်နေ့တော့ကလေးဟာအခုလောက်ဆိုရင်ဝုံဝုံကိုက်လို့တေရောပေါ့ဆိုပြီးသူ့သဘောနဲ့သူသွားကြည့်ပါတယ်။ဒါပေမဲ့ကလေးဟာမသေးပါဘူး။ဝုံဝုံကလေးတွေကြားထဲမှာရက်ကန်နဲ့ဆော့နေပါတယ်။အဲ့ဒီတော့ဘရင်လူယုံကဒီကလေးကိုနတ်တွေပေါင်းများကတေးစီလိုတဲ့ဆန္ဒမပေါ်ဘူးဆိုပြီးသူကလည်းမွေးမယ်လို့ဆုံးဖြတ်ကတိတ်တိတ်ဆိတ်မွေးထားခဲ့ပါတယ်။ Paris ကလေးကိုအီတာတောင်ပေါ်မှာပဲတိုးတွေနွားတွေမွေးပြီးနေစေခဲ့ပါတယ်။ Paris အရွယ်ရောက်လာတဲ့အခါမှာအတန်မာဆုံးအလှပဆုံးအချောမောဆုံးအရေးရင်ဆုံးလူငယ်တွေထဲကတစ်ယောက်ဖြစ်လာပါတယ်။အဲ့တော့တောင်ဆောင်လက်တငယ်မကလေးအိုဒီနုံကParis ကိုမြစ်တာရှိတာနဲ့သူတို့နှစ်ယောက်လက်ထပ်ထင်းကြပြီးအီတာတောင်ဆောင်ကအလှပဆုံးကူလေးတစ်ခုမှာချစ်ခင်ကျင်နာစွာနေကြပါတယ်။သူတို့မှာသားကလေးတစ်ယောက်ထွန်းကားခဲ့ပါတယ်။အဲ့ဒီထိတော့ Paris မှာလည်းသူ့ဘဝနဲ့သူနေတာဟန်ကြလို့ပါပဲ။တနေ့တော့ Paris ဟာပန်းတွေဖုံးနေတဲ့အတောင်ဆောင်တစ်ခုမှာတိုးချောင်းနဲ့နှင်တန်ကလေးကိုအနားမှာချပြီးအိပ်ပျော်သွားပါတယ်။အဲ့ဒီအခိုက်တန်ကလေးမှာပဲသူ့ကို Zeus နာမည်ကြီးကတာဝန်တစ်ခုပေးလိုက်ပါတယ်။ Zeus ရဲ့မိဖုရားကြီး Hera ရဲ့ Athena ရဲ့ Aphrodite ရဲ့အဲ့ဒီလိုတကိုးကြီးမားတဲ့နတ်ဒေဝီသုံးပါးထဲကဘယ်သူဟာအချောဆုံးအလှဆုံးလဲဆိုတာ Paris ကိုအဆုံးဖြတ်ပေးရပါမယ်တဲ့။တော်တော်ခက်တဲ့နတ်ပင်ပါပဲ။သူမတက်နိုင်တဲ့ကိစ္စကို Paris ကဆောင်ရွက်ပေးရမယ်လို့ဆိုပါတယ်။တူပြောရရင်တော့ Paris က Aphrodite ကိုအလှပဆုံးလို့သတ်မှတ်ရွေးချယ်လိုက်ပါတယ်။ Aphrodite ကိုရောမတို့က Venus လို့ခေါ်ပါတယ်။နောက်ပိုင်းခေတ်များမှာလည်း Venus လို့အသိများပါတယ်။အဲ့ဒီလို Aphrodite ကိုအလှဆုံးလို့ Paris ကရွေးလိုက်တော့ကျန်တဲ့နတ်ဒေဝီနှစ်ပါးကစိတ်ဆိုးသွားကြတာပေါ့လေ။အချစ်နဲ့သမီးဖြစ်တဲ့ Aphrodite ကတော့ Paris ကိုကျေးဇူးတင်ပြီးတော့အလှပဆုံးအမျိုးသမီးနဲ့ရစေရမယ်လို့ကတိပေးပြီးပြဝယ်သွားပါတယ်။ Paris ဟာပန်းတွေဝေနေတဲ့တောင်ဆောင်မှာအိပ်စက်နေကြပါတကယ်ကိုအေးချမ်းငြိမ်သက်တဲ့ဘဝလေးမှာအသားချနေခဲ့တဲ့ Paris ဟာ Aphrodite ကိုအလှပဆုံးလို့ရွေးချယ်ပြီးတဲ့နောက်မှာအဲ့ရာကနိုးလာတဲ့အခါမှာစိတ်တွေထွေပြားသွားရပါတယ်။ Paris ဟာအလွန်ချစ်မြတ်လို့ခဲ့တဲ့ဇနီးတဲ့ကိုမချစ်နိုင်တော့ဘူးဆိုတာသိလာရပါတယ်။သူခုံမင်းပြုံးဝေးခဲ့တဲ့ဘဝကိုလည်းသူမနှစ်သက်တော့ပါဘူး။သူမြင်နေကြားနေရတာကတော့ Aphrodite ရဲ့ရုပ်သွင်တဲ့အတန်ရဲ့သူမသိတဲ့အလွန်အစင်လှပတဲ့အမျိုးသမီးရဲ့ရုပ်သွင်တဲ့အတန်ရဲ့တို့ပဲဖြစ်ပါတယ်။ Paris ဟာလက်ရှိဘဝကလွတ်မြောက်နိုင်တဲ့အခွင့်ကောင်းကိုသာမျှော်လင့်လာပါတယ်။အဲ့ဒီအခွင့်အရေးကလည်းမကြားခင်ရောက်လာပါတယ်။ဒီအခွင့်အရေးပေါ်ပေါက်လာပုံကတော့ဒီလိုပါ။ Paris ရဲ့ခမဲတော်Priam ဘုရင်ဟာသားကလေးကိုအများရဲ့ဆန္ဒအရာဆုံးပြစ်လို့သာပြင်ရတာမချစ်လို့တော့မဟုတ်ပေဘူးကိုအဲ့ဒါကြောင့် Paris ကိုစွတ်ပစ်လိုက်တဲ့နေ့ကလေးကပွဲလန်းသဘင်ကျင်းပခဲ့တာနှစ်စဉ်ပါပဲတဲ့အတူပါပွဲပေမဲ့လည်းအာဆန်ပွဲနဲ့ရစ်ပူစော်ပွဲတွေပါတာပေါ့သူတလေးနဲ့သူကိုဖြစ်ရှင်တော့ Paris ကလွတ်လန်းကိုမျှော်နေတဲ့အချိန်မှာပဲရေးပူစော်ပွဲဖြစ်တဲ့အခါထူးထူးခြားခြားဖြစ်ချင်တယ်ဆိုပြီးဘရင်ကအီတာတောင်ပေါ်ကိုတက်ပြီးနတိုးအဖြူရအောင်ရှာကြလို့အမိတ်ပေးတာနဲ့မြင်းချင်းများတောင်ပေါ်ကိုရောက်လာကြပါတယ်။ Paris ရဲ့နတိုးအဖြူကိုမင်းချင်းများကပိုင်ရှင်မရှိတဲ့အရိုင်းလို့ထင်ပြီးဖမ်းယူကြပါတယ်။သူတို့ဖမ်းယူပြီးမှ Paris ကတီးတော့သူ့နတိုးပါမယူကြပါနဲ့လို့တားဆီးကြပါတယ်။ဒါပေမဲ့မင်းချင်းများကတော့နတိုးကိုအရယူသွားကြတာပါပဲ။ Paris ကလည်းတခုခုတော့တခုခုပဲဆိုပြီးမင်းချင်းတို့နောက်ကလိုက်သွားလိုက်တာ Troy မြို့ကိုရောက်သွားတော့တာပဲအတုပပွဲဟာသူ့အတွက်ကျင်းပနေရတယ်သူမသိပါဘူးဒါပေမဲ့အများနဲ့ရောပြီးလူဆွမ်းပြတဲ့ပွဲတွေမှာဝင်ပြီးဆင်နွှဲကြတော့ Paris ကကြီးနိုင်ပါတယ်နောက်ဆုံးတော့ဘုရင် Priam ရဲ့သားတော်များကမင်းပြိုမင်းတွင်တို့ရဲ့မန်နဲ့ Paris ကိုတတ်မယ်လို့ပြင်ကြပါတယ်အဲ့ဒီခါကျမှ Paris ကိုငယ်ကလေးကကျွေးမွေးပြုစုခဲ့တဲ့ဘုရင်လူယုံတော်ကြီးကဘုရင်ချီတော်အစုံကိုဖတ်ပြီးအဲ့ဒီတငယ်ဟာအရှင်သားပါဖျားလို့ရှောက်တင်ပါတယ်အဲ့ဒီခါကျတော့ဘုရင်ကြီးတဲ့ Paris ဟာ Troy ရဲ့ပျက်စီးစေမဲ့လူတယောက်ဆိုတဲ့ဟောပြောချက်ကိုမေးပြီးမသေးလို့တွေ့ရတဲ့သူ့သားတော်ကိုအလွန်ချစ်ခင်စွာပြန်လဲညှာစားပါတယ်Paris ဟာမင်းသားဘဝကိုပြန်ရတဲ့အခါမှာတကယ်ဆိုရင်သူ့ဇနီးနဲ့သားကလေးကိုတတိယတင်တာပေါ့လမ်းတော်ကိုလိုက်ခဲ့ဖို့ခေါ်တင်တာပေါ့ထီနန်းစည်းစိမ်ကိုတားမိတားဖအတူတူခံစားဆန်စားတင်တာပေါ့ဒါမဲ့သူ့မှာ Aphrodite ရဲ့အချစ်ချိန်စာမိပြီးသားဖြစ်နေပြီဆိုတော့အချစ်ဟောင်းကိုတတိယဖို့နေနေတာကမမြင်ဘူးသေးတဲ့အချစ်တစ်ရှိရာကိုသွားဖို့တင်မောတွေပြင်ဆင်တော့တာပါပဲတင်မောတွေအစင်းသစ်ဖြစ်တဲ့အခါမှာ Paris ဟာဟယ်လင်ရှိရာအရက်စီကိုရွက်လင်သွားတော့တာပေါ့အိုအီနိုခမရမှာတော့အီတာတောင်ဆောင်ကသူ့ကိုယ်ထဲမှာငိုပြီးရင်ငိုလို့တာနေပါတယ်Paris တို့တင်မောတွေဟယ်လင်ရှိရာစပါတာကိုရောက်တဲ့အခါမှာတော့ Paris ကအလွန်ရိုးသားတဲ့ဟန်နဲ့ထရိုဂျန်ဘုရင် Priam ရဲ့တန်ကြီးတမန်ကြီးများဖြစ်ပါတယ်ဂရိကိုလာတဲ့အကြောင်းကဒီလိုပါဂရိကျွန်းဆွယ်နားမှာကက်လျက်ကြီးရှိနေတဲ့ဆလာမစ်ကျွန်းနိုင်ငံကမိဖုရားဟာသူ့အကြီးတော်ဖြစ်ပါတယ်အဲ့ဒီအကြီးတော်ကြောင့်ခမဲတော်ကစုံစမ်းခိုင်းလို့ဖြစ်ပါတယ်လို့ဆိုပါတယ်
မင်းနီလော့စ်နဲ့ဟယ်လင်ဟာဧည့်သည်တွေကိုကောင်းမွန်စွာဧည့်ခံခဲ့တာ9 ရက်တောင်ကြာသွားပါတယ်။အဲ့ဒီအချိန်မှာဂရီကျွန်းကမင်းနီလော့စ်ရဲ့အဖိုးဆုံးတာနဲ့မင်းနီလော့စ်ဟာဟယ်လင်ကိုမှာကြားစရာရှိရာတွေမှာပြီးထွက်သွားပါတယ်။ပဲရစ်နဲ့သူ့လူများဟာနောက်တစ်နေ့မှာတင်မောတွေပေါ်တက်ကရွက်လွှင့်ပြီးထွက်ခါပါတယ်။ညပိုင်းရောက်တော့တိတ်တဲ့စိတ်လူသူမသိအောင်ပြန်လာပြီးဟယ်လင်ကိုရောနန်းတော်ကအဖိုးတန်ယတနာတွေကိုရောလူယူပြီးပြန်လဲရွက်လွှင့်ကထွက်သွားပါတယ်။တချို့ကတော့အဖရိုဒိုက်ရဲ့တခိုးနဲ့ပဲရစ်ဟာမင်းနီလော့စ်ပုံဖမ်းပြီးဟယ်လင်ကိုခေါ်သွားတယ်လို့ဆိုပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဟယ်လင်ဟာပဲရစ်ကိုချစ်လို့သူ့အလိုနဲ့သူလိုက်သွားခဲ့တာမဟုတ်ဘူးဆိုတာသိချပါတယ်။ပဲရစ်ဟာလန်ခီမှာလည်းစီတုံဆိုတဲ့မြို့နိုင်ငံကိုဝင်ပြီးဘရင်ကိုတက်ကယတနာရွှေငွေများကိုလူယူခဲ့ပါသေးတယ်။ဝမ်းနည်းစရာကောင်းတာဟာပဲရစ်ဟာအီဒါတောင်ဆောင်ပေါ်ကပန်းတိုးထဲမှာအေးချမ်းစွာအိပ်ဆက်တတ်တဲ့လူရိုးကလေးတစ်ယောက်မဟုတ်တော့တာပါပဲ။အဲ့ဒီလိုနဲ့ဟယ်လင်နဲ့တကွာဥစ္စာပစ္စည်းများကိုတည်ဆောင်ပြီးထရိုဂျန်မြို့ထရိုင်ကိုပဲရစ်ပြန်လည်ရောက်ရှိလာပါတယ်။ဟယ်လင်ကလှလုံးလုံးသူ့ကိုမြင်တာနဲ့မြို့သူမြို့သားများကလည်းချစ်ခင်သွားလိုက်ကြတာ။ဘလို့အနေတွေပဲရင်ဆိုင်ရသည်ဖြစ်စေဟယ်လင်ကိုတော့လက်မလွတ်ဘူးလို့သစ္စာဆိုကြတဲ့အထိပါပဲ။ဟယ်လင်ခမညာကတော့ထရိုင်ကိုရောက်ကြတဲ့ကမပြောနိုင်ပဲဒီကွဲနေရှာပါတယ်။ထရိုင်မြို့တော်ကရဲတိုက်ထဲမှာရှိတဲ့ကျေတာယာယတနာလေဆွဲကြီးကိုဟယ်လင်ဆင်မြန်းလိုက်တဲ့အခါကျေတာယာပုံကြောင်းမြတ်ထဲကသွေးဆက်တွေဟာဟယ်လင်ရဲ့ဝတ်ရုံအဖြူပေါ်ကိုပေါက်ကနေကြအောင်ကျလာပါတဲ့။ပေါက်ကနေကျလိုက်ကြောက်သွားလိုက်နဲ့သူ့အင်ကြီးကိုတော့သွေးမစွန်းပါဘူးတဲ့။အဲ့ဒီလိုပဲရစ်ကဟယ်လင်ကိုခိုးယူသွားပြီးဆိုတဲ့အကြောင်းကိုသိတာနဲ့မင်းနီလော့စ်နဲ့ဂရီသူရဲကောင်းများဟာစူစီတိုင်ပင်ကြပြီးထရိုဂျန်မြို့တော်ထရိုင်ကိုဝိုင်းဝန်းတိုက်ခိုက်ကြတာ9 နှစ်တောင်မှကြာပါတယ်။ထရိုင်မြို့တော်ကို10 နှစ်မြောက်တဲ့အချိန်ကျမှထရိုင်မြို့ကိုဂရီတို့သိမ်းယူနိုင်ပါတယ်။စစ်ပွဲများနဲ့ပတ်သက်သမျှကိုတော့ရှင်နေမှာဆိုလို့မပြောတော့ပါဘူး။မှတ်မိချင်စရာကောင်းတာလေးတွေကိုပဲရွေးပြီးပြောပြလိုပါတယ်။စစ်ပွဲအတွင်းမှာဟယ်လင်ရဲ့ခင်မို့မင်းနီလော့စ်နဲ့ပဲရစ်တို့စီးချင်းထိုးကြပါသေးတယ်။တကယ်တော့ပဲရစ်ရှုံးပါတယ်။မူလာကဂတိစကားအတိုင်းဆိုရင်သူကလက်နဲ့ချပြီးဟယ်လင်ကိုပြန်အပ်ရပါမှာပဲ။အဲ့ဒီလိုဆိုရင်နှစ်ဖက်စလုံးကသူ့ရဲ့အကောင်းတွေရောမြို့သူမြို့သားများပါသိကြည့်စရာမလိုတော့ဘူးပေါ့။ဒါပေမဲ့ပဲရစ်ဟာအီရာတောင်ဆောင်ကသူ့ရဲ့ကောင်းစိတ်ထားရှိတဲ့သူ့ကြောင့်သားကလေးမဟုတ်တော့ပါဘူး။သူယူမဆက်ချစ်နေတဲ့ဟယ်လင်နဲ့ခွဲခွာရမှာကိုဂုံတိတ်ခါထပ်ပူပြီးမှတ်နေလို့တိုက်ပွဲကြောင့်ထနေတဲ့ဖုံလုံးတွေကိုအကာအကွယ်ယူပြီးထွက်ပြေးခဲ့ပါတယ်။ပြီးတော့ဟယ်လင်ဆန်မြန်းနဲ့ခမဆောင်ဘက်မှာသွားခုနေခဲ့ပါတယ်။ဟယ်လင်ခမမှာတော့သူခင်မိုးနဲ့ပဲရစ်တို့စီးချင်းထိုးတဲ့ဆိုကြတဲ့ကပြေးလွှားသွားပြီးမြို့ရိုးကိုကြော်ကာကြည့်ခဲ့ပါတယ်။ပဲရစ်ရဲ့ခမဲတော်ကဟယ်လင်ကိုကြည့်ပြီးအော်လှပလိုက်တာဂရိတွေထရိုဂျန်တွေအသက်ဆွပြီးတိုက်ခိုက်နေကြတာနည်းနည်းလေးမှအံ့ဩစရာမလိုတော့ပါဘူးလို့ဆိုပါတယ်။ဟယ်လင်ရဲ့ရင်မားဆွဲထားတဲ့ကျဲတာယာကြီးတဲ့သွေးတစ်ဆက်ကြလို့ပေါ့ကြလိုက်ပျောက်သွားလိုက်နဲ့ဝင်းရုံအဖြူကိုနည်းနည်းလေးမှမစွန့်ပဲနဲ့ပေါ့လေ။ဟယ်လင်ကဘရင်ပရီယန်ကိုအရှင်သားကကျွန်တော်မကိုတမမယူဆောင်ခင်ကလေးကကျွန်တော်မျိုးတည်ခဲ့ရင်ကောင်းမှာပါဖေ။လို့ပြန်ပြောပါတယ်။အခုလိုပဲရစ်ကြာရှုံးပြီးတဲ့နောက်မှာမူလထားခဲ့တဲ့တစ္ဆာကိုဖောက်ပြီးဟယ်လင်အခန်းဝါရောက်အောင်ပြန်ပြေးလာတဲ့အခါမှာလဲဟယ်လင်ကငိုပါတဲ့လေပြင်းမုန်တိုင်းကြီးရဲ့ကျမကိုတဲဆောင်တိုက်ခိုက်သွားစမ်းပါသမုတ်တရားလှိုင်းများရဲ့ကျမကိုဝါမျိုးလိုက်ပါအဲ့ဒီလိုအဖြစ်တွေနဲ့ကြုံရတာကမှပဲရစ်လို့သူရဲ့ဘောကြောင့်တဲ့သူမျိုးနဲ့ try ကိုပါလာတာထက်ဆိုင်ရင်ကောင်းပါလိမ့်မယ်လို့ငုံမီးပါတဲ့နောက်တော့လေထရိုဂျန်စစ်ပွဲကြီးဟာပြင်းပြင်းထန်ထန်ဆက်ဖြစ်ပွားခဲ့ပါတယ်စစ်ပွဲအတွင်းမှာဂရီတို့ဘက်ကရောထရိုဂျန်တို့ဘက်ကရောသူရဲကောင်းတွေများစွာဆုံးရှုံးခဲ့ပါတယ်စစ်အတွင်းမှာကြာဆုံးခဲ့ရတဲ့သူရဲကောင်းအကြုံမော်များအကြောင်းကိုတော့စာရှိသွားမှာဆိုလို့ဒီနေရာမှာမပြောတော့ပါဘူးဒါပေမဲ့ဒီစစ်ရဲ့တရားခံဖြစ်သူပဲရစ်ကြာဆုံးပုံကိုတော့ပြောရပါလိမ့်မယ်ဟယ်လင်ဟာပဲရစ်နဲ့အတူဆံမြန်းနေရပေမဲ့ဘလို့မှမပြောပါဘူးတဲ့ညွညွငယ်ငယ်နဲ့နမ်းမဆောင်ထဲမှာထိုင်းနေနိုင်ရတတ်ပါတယ်တနေ့ကျတော့သူ့ဆောင်ထဲကိုလူငယ်လေးတစ်ယောက်ဝင်လာပါတယ်လက်ထဲမှာလည်းအဲ့ဒီခေတ်ကစာရေးတဲ့တစ်ခေါက်လေးတလိပ်ကိုကင်လို့ပေါ့အဲ့ဒီတငယ်ကဟယ်လင်တယောက်တည်းနဲ့တွေ့ပြစေလို့ခွတ်တောင်းတာနဲ့ဟယ်လင်ကအပြူတော်တွေကိုခမ်းမအပြင်ဘက်ကိုထွက်ခိုင်းလိုက်ပါတယ်အဲ့ဒီတော့မှတငယ်ကလေးကစာလိပ်ကိုပေးပါတယ်ဟယ်လင်ကလည်းငကိုနေအပြောမျက်နှာကလေးနဲ့စာလိပ်ကိုဖွင့်ပြီးဖတ်ပါတယ်ဖတ်ရင်နဲ့မင်းမိခင်ကအိုဒီနွန်ပြီးတော့အိုဒီနွန်ကပဲရစ်ရဲ့ကျင်ရအဲ့ဒီလိုဆိုတော့မင်းကသူတို့ရဲ့တားပေါ်ဆိုပြီးစိုးနေနေလေတန်းနဲ့ညီတန်းရှာပါတဲ့တငယ်လေးကဟုတ်ပါတယ်ကျွန်တော်မိခင်ကဒီစာနဲ့လွှတ်လိုက်လို့လာရတာဘာလို့ပြောပါတယ်အဲ့ဒီချိန်မှာဟယ်လင်ရဲ့စိတ်ကြီးမုံပြင်မှာသူဆုံးရှုံးခဲ့တဲ့မြတွေကိုပြန်မြင်အောင်လာပါတယ်
ခင်မွန်သားသမီးနိုင်ငံနဲ့သစ္စာရှိသူအစွန်ထန်ကင်းသူဇနီးတစ်ယောက်ရဲ့အမည်စသဖြင့်ပေါ့လေပဲရစ်ဟာသူ့ပေါ်မှာတင်မတရားလုပ်တာမဟုတ်ဘူးအိုဒီနိုနဲ့သားကိုလည်းမတရားဆုံးဖြတ်ထားခဲ့တာပဲလို့သိလိုက်ပါတယ်အဲ့ဒီလိုထွေထွေရာစဉ်းစားလို့လည်းပြီးရောပါဇက်ကမရေမရအတန်တစ်ချက်ထွက်ပြီးလဲကျသွားပါတယ်ပဲရစ်ရဲ့သားတော်ကလေးဟာဟယ်လင်ကိုငုတ်ပြီးကြည့်လိုက်ပါတဲ့အခုလိုမိမျောသွားတဲ့သူတွေအနားမှာရှိတဲ့သူတိုင်းအဲ့ဒီလိုပဲငုံကြည့်မိမှာပါပဲဒါပေမဲ့အဲ့ဒီချိန်မှာခမဆောင်တဲ့ကိုဝင်လာတဲ့ပဲရစ်ကတော့သူအလွန်ချစ်တဲ့ဟယ်လင်ရဲ့ကိုပေါ်မှာကိုင်းပြီးကြည့်နေတဲ့လူတစ်ယောက်ကိုမြင်ရတယ်လဲဆိုရောမနာလိုစိတ်နဲ့ရုတ်တရက်ပဲသူ့သားကိုသူမသိပဲခုတ်တက်မိလိုက်ပါတယ်နောက်တော့မှစားလိပ်ကိုမြင်လို့ကောက်ဖက်လိုက်တဲ့အခါသူ့တက်မိကသူ့သားအရင်ပါလာလို့သိရပါတယ်ပဲရစ်ဟာအလွန်ကြေကွဲဝမ်းနေပြီးသူ့သားရဲ့အလောင်းကိုခမ်းနားစွာတကြိုပါတယ်အလွန်ကြေကွဲစွာလည်းငိုကြွေးပါတဲ့ဟယ်လင်လည်းငိုရှာတာပေါ့လေအဲဒီနောက်တော့ပဲရစ်ကိုဟယ်လင်ဟာစကားတစ်လုံးမှမပြောတော့ပဲအချင်းရှိသမျှဂရီတိုရဲ့တပ်စခန်းတွေဘက်ကိုမျှော်ကြည့်လိုက်ရက်ကန်းစင်မှာထိုင်ပြီးသူ့ကိုပဲရစ်အတမခိုးလာတဲ့ဖြစ်စဉ်များကိုပုံဖော်ပြီးရက်လုတ်လိုက်နေပါတယ်နောက်တစ်ခါတိုက်ပွဲတစ်ခုမှာတော့ပဲရစ်တန်ရာရပါတယ်ပဲရစ်ဟာထရိုင်မြို့ထဲကိုပြန်ဝင်ခဲ့ပြီးအဲ့ဒီညတညလုံးလိုတမားတော်ကြီးများရဲ့အကူတာကိုခံခဲ့ပါတယ်ဒါပေမဲ့သူ့တန်ရာကတွေးမသိပ်ပါဘူးပဲရစ်ကသူ့လူတွေကိုပြောပါတယ်ဒီတန်ရာကိုသူ့ရဲ့ဇနီးဟာအိုဒီနိုတယောက်သာပျောက်ကင်းအောင်ကုသနိုင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မိုးမတောက်ခင်မျိုးကထွက်ပြီးအီတာတောင်ရောက်အောင်သူ့ကိုတည်သွားပါတဲ့တမားတော်တွေလည်းလက်မှိုင်ချပြီးဆိုနေတဲ့အခါမှာပဲရစ်ပြောတဲ့အတိုင်းသူ့ကိုထန်းစင်နဲ့အီတာတောင်ဆောင်ကိုရောက်အောင်တည်လာခဲ့ကြပါတယ်အဲ့ဒီတောင်ဆောင်ကအိုဒီနိုတယောက်ထဲသာနေရတဲ့ကိုပေါ့ဝါကိုရောက်တဲ့အခါမှာတနာစရာအိုဒီနိုကိုငိုကြွေးလျက်သားတွေ့ရပါတယ်သူကများပျောက်ဆုံးသွားရှာတဲ့သူ့အချင်းနဲ့တိတ်ဆုံးသွားရှာတဲ့သူ့သားအတွက်ငြင်းရင်မဆဲနိုင်သေးပါဘူးပဲရစ်ကအိုဒီနိုကိုပြောပါတယ်ရှင်မရဲ့ကျုပ်မှားခဲ့ပါတယ်ဒါပေမဲ့ကျုပ်တက်ကိုတော့မင်းမဲကယ်နိုင်မှာဖြစ်လို့ကယ်ပေးပါအောင်ကွယ်တဲ့အိုဒီနိုကတော့ငိုတန်ရောအော်တန်ရောနဲ့သူခံစားရသမျှကိုအခုမှပဲလူချင်းတွေ့ပြီးပြောရတာဖြစ်တဲ့အတွက်မကြေမချမ်းနိုင်ဖြစ်နေပါတယ်ဟယ်လင်စီသွားပြီးကုခိုင်းပါလားတားကိုလည်းတက်တယ်ငါအသေးကိုလည်းခွဲတယ်အိုးရှင်ကြီးဟာသားတယောက်တည်းကိုလာတက်တယ်လူမဟုတ်ပါဘူးလူတွေတေးလိုက်ကြတာအဲ့ဒါဟာရှင့်အဖြစ်ပဲတေးကြတဲ့သူတွေရဲ့အမေကတော့ရှင့်ကိုဘယ်လိုမှကြေမှာမဟုတ်ဘူးစသဖြင့်အိုဒီနိုကစိတ်နာနဲ့ပြောတော့တာပေါ့အဲ့လိုလည်းပြောပြီးတော့ပဲရစ်ကိုလှည့်မကြည့်ပဲဆွေးမြေ့တဲ့အကြည့်နဲ့အဝေးကိုငေးနေလိုက်ပါတယ်ပဲရစ်ရဲ့လူတွေကလည်းပဲရစ်ကိုပြန်ပြီးတဲကြတာပေါ့ထရိုင်ကိုမရောက်ခင်တော့စမှာပဲပဲရစ်တေဆုံးသွားပါတယ်အဲ့ဒီတော့ထင်းတွေကိုခုတ်မိပုံအကြီးလုပ်ပြီးပဲရစ်ကိုမိတကြိုကြရတာပေါ့လေပဲရစ်ခင်ဗျာအိုဒီနိုထံမှာလည်းမဟုတ်ဟယ်လင်ထံမှာလည်းမဟုတ်တဲ့လန်ကူလက်မှာဝိညာဉ်ချုပ်ရရှာတာပါပဲအိုဒီနိုဟာပဲရစ်ကိုပြန်တယ်သွားတဲ့အခါမှာတော့တုံများမလှုပ်ပဲလူရထိုင်ပြီးကြံရစ်ပါတယ်စိတ်ကတော့အသိစီကိုပြေးလွှားလို့နေခဲ့ပါတယ်အဖရိုဒိုင်နဲ့သမီးရဲ့မာယွန်းနဲ့ကျေးဇူးပြုမှုကြောင့်ပဲရစ်အချစ်ယူမသွားခင်ကသူ့ကိုချစ်ခဲ့တာပဲသူတို့နှစ်ယောက်အီတာတောင်ဆောင်ကဂူကလေးထဲမှာသားတစ်ယောက်နဲ့ပြပြပပနေခဲ့ကြတာပဲအိုးတကယ်တော့ပဲရစ်ကိုငါဘလို့မှမုန်းလို့မရခဲ့ပါဘူးမဖြစ်ဘူးသူ့ကိုငါမကယ်ရင်တေပါနိုင်တယ်အမြန်လိုက်မှဖြစ်မယ်စသဖြင့်တောင်တော်အင်းကြီးသွေးသွန်းနေပြီးတောအားထွက်တဲ့ဆေးဦးဆေးမြစ်ကလေးတွေကိုယူခဲ့ပြီးပဲရစ်နောက်ကိုအိုဒီနိုအပြေးလိုက်တော့တာပါပဲအိုဒီနိုဟာတောင်ဆောင်ကိုအပြေးဆင်းတဲ့အခါမှာတော့ပထမတော့မီးရောင်ကိုမြင်ရပါတယ်နောက်တော့တောဆက်မှာမီးပုံကြီးမီးဟီးတောက်နေတာကိုတွေ့ရပါတယ်မီးပုံပေါ်မှာတော့သူ့ငယ်ချစ်သူ့ခင်မုန်းပဲရစ်ဖြစ်ပါတယ်အိုဒီနိုဟာခဏလောက်ကြောင်မြည်ကြည့်နေပါသေးတယ်နောက်ပြီးတော့အတန်ဆူဆူနဲ့တစ်ချက်អော်လိုက်ပြီးမီးပုံတဲကိုခုန်ဆင်းသွားတော့တာပါပဲပဲရစ်ဘေးမှာကတ်လဲပြီးပဲရစ်ကိုအပါတရားဖတ်ထားလိုက်တော့တာပဲတင်းမုံကြီးကြာကျသွားတဲ့အထိပဲရစ်နဲ့အိုဒီနိုတို့ရဲ့ကြားရည်နဲ့ရောနှောသွားတဲ့အထိအိုဒီနိုဟာပဲရစ်ဘေးမှာလဲလျက်သားဖက်လျက်သားပါပဲတဲ့ထရိုင်မျိုးဟာပဲရစ်ကြာရှုံးသွားတဲ့အခါအချိန်ထိမကြပဲကြမ်းကြမ်းခံနေပါတယ်ဂရီတို့ဘက်ကလည်းအမျိုးမျိုးသောနီးများကိုတုံးပြီးဆက်လက်တိုက်ခိုက်နေရပါသေးတယ်တကယ်တော့ပဲရစ်မှမရှိတော့တာဟယ်လင်ကိုပြန်လွှတ်ပြီးစစ်ပြီးဆုံးကြောင်းကြေညာလိုက်ကြလဲပြီးရပါပဲအခုတော့အဲ့လိုမဟုတ်ပဲဟယ်လင်ကိုပဲရစ်ရဲ့ညီတော်တယောက်ကဆက်လက်တိတ်ပိုက်ခဲ့ပါတယ်ပဲရစ်လည်းကြာဆုံးသွားပြီဖြစ်တဲ့အတွက်ထရိုင်ရဲ့စစ်ပွဲများအကြောင်းကိုတူတူနဲ့ဖြတ်ပြီးပြောချင်ပါတယ်ဂရီများကစုခွာသွားတဲ့အောင်ဟန်ဆောင်ပြီးသင်္ဘောများကိုရွက်လှင်ကထွက်သွားကြပါတယ်သူတို့သင်္ဘောများရက်နာကြောက်ချခဲ့တဲ့တောင်ဆက်မှာအေယာမမြင်းရုပ်ကြီးတရုပ်ထားခဲ့ပါတယ်
တစ်သားနဲ့လုပ်ခဲ့တဲ့မြင်းရုပ်ကြီးပေါ်မှာတော့အပြန်လန်းအတွက်အတီနာနတ်ဒေဝီကိုဂရိများကဒီအယုံနဲ့ပူဇော်ပါတယ်လို့ရေးသားထားပါတယ်။ဂရိများရဲ့ဝိုင်းဝန်းတိုက်ခိုက်တဲ့ဘေးကလွတ်ပြီးဆိုတော့မြင်းရုပ်ကြီးကိုထရိုဂျန်များကတပြောတပါးဆွဲယူပြီးမြို့ထဲကိုသွင်းပါတယ်။စစ်သားစင်ញဉာဏ်ရှိတဲ့သူများကဒီမြင်းရုပ်ဟာမယိုးမသားစီမံထားတဲ့မြင်းရုပ်ဖြစ်တဲ့မြို့တွင်ကိုမတင်ထားဘူးဆိုပြီးအပြင်းထန်ကန့်ကွက်ကြပါတယ်။ဒါပေမဲ့စစ်ပီပီတို့အထင်နဲ့ပျော်လွန်နေကြသူများဟာမစင်ကျင်ပဲမြို့တွင်ကိုဆွဲတင်ကြပါတယ်။ညပိုင်းမှာလည်းအောင်ပွဲကြီးခံလိုက်တာမြို့သားတွေတယောက်မှမကျန်အကုန်မူးပြီးရစ်ပြီးအိပ်ပျော်သွားကြတဲ့အထိပါပဲ။ try တမျိုးလုံးအိပ်ပျော်မောကြသွားတဲ့အချိန်မှာတော့အဲ့ဒီနေ့မနက်ခင်းကရွက်လွင့်ပြီးထွက်ခွာဟန်ပြသွားကြတဲ့ဂရိတင်မောများဟာ try စိတ်ကန်းကိုတိတ်တိတ်ပြန်ကပ်လာပါတယ်။မြို့တွင်မှာရောက်နေတဲ့စစ်သားမြင်းရုပ်ကြီးရဲ့ကိုယ်ထဲကအပေါက်တစ်ပေါက်ပွင့်လာပါတယ်။ပြီးတော့လှေကားလေးတစ်စင်းကျလာပါတယ်။အဲ့ဒီလှေကားကနေပြီးဂရိလက်ရွေးစင်သူရဲကောင်းများဆင်းသက်လာကြပါတယ်။အဲ့ဒီထဲမှာဟဲလင်ရဲ့ကျင်ရတော်မန်နီလော့စ်ကိုယ်တိုင်လည်းပါလာပါတယ်။တကယ်တော့ဂရိတို့ထားခဲ့တဲ့တစ်သားမြင်းရုပ်ကြီးဟာ try ကစဉ်းစားဉာဏ်ရှိတဲ့သူများတွက်ဆခဲ့သလိုပါပဲ။သွေးရိုးသားရောမြင်းရုပ်မဟုတ်ပါဘူး။ဝမ်ပေါက်နေရာမှာအခေါင်းလုပ်ပြီးသူရဲကောင်းများဝင်နေခဲ့ကြတာပါပဲ။အဲ့ဒီလိုနည်းနဲ့ try မြို့တွင်းကိုရောက်အောင်ဂရိတို့ဝင်ခဲ့ကြတာပါ။မြို့တွင်းကိုရောက်နေတဲ့ဂရိများကကမ်းပေါ်ကိုတက်လာကြပြီဖြစ်တဲ့တင်မောများပေါ်ကဂရိတွေကိုမြို့တကားများဖွင့်ပေးပါတယ်။အဲ့ဒီနောက်တော့မကြုံစဘူးပြင်းထန်ရက်ဆက်တဲ့တိုက်ပွဲများ try မြို့တွင်းမှာဖြစ်ပွားတော့တာပဲ။အငိုင်းမိခံလိုက်ရတဲ့ try မြို့သားများရဲ့အလောင်းဟာလမ်းမပေါ်မှာရောအိမ်တွေမှာပါတောင်းလို့ပုံနေတာပါပဲ။ဖမ်းဆီးထားတဲ့မိန်းမတွေဟာလူရက်သိမ်းဆီးကြတဲ့ပစ္စည်းပုံကြီးတွေအနီးမှာငိုကြွေးကြရင်တစုတဝေးကြီးဖြစ်လို့ပေါ့။မင်းနီလော့စ်ကတော့ဟဲလင်ကိုရှာနေပါတယ်။အိုတီဆက်လမ်းတွေပြလို့ဟဲလင်ဆန်မြန်တဲ့အဆောင်တွေ့ပါတယ်။အိုတီဆက်လမ်းပြလို့ဟဲလင်ဆန်မြန်ရတဲ့အဆောင်သူတွေ့ပါတယ်။မနာလိုစိတ်တွေဟာရင်ထဲမှာပြည့်ရုံမကရှမ်းမီးဖိတ်တောင်ကျလို့နေပြီလို့ထင်ရပါတယ်။မနာလိုစိတ်ဒေါသစိတ်တွေကြောင့်တတိတ်တိတ်ခုန်နေတဲ့ရင်နဲ့ဆောင်းထားတဲ့ဓာတ်ကိုလက်မှာမြင်းမြဲဆုပ်ပြီးအဆောင်ပေါ်တက်လာတဲ့မနီလော့စ်ဟာဟဲလင်ကိုဆက်လက်သိမ့်ပိုက်ထားတဲ့မင်းသားနဲ့တွေ့တဲ့အခါမင်းသားဟာအိမ်မုံဆိုးဝါးနဲ့အမူးလည်းမပြေသေးပါဘူး။မနီလော့စ်ဟာအဲ့ဒီမင်းသားရဲ့လက်ထဲကဓာတ်ကိုခတ်ထုတ်လိုက်ပြီးရေရွတ်ချိန်မောင်းရင်အသက်နှလုံးရှိရာကိုဓာတ်နဲ့တစ်ချက်တည်းထိုးပြီးတက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာအမှောင်ရိပ်ကနေပြီးဟဲလင်ထွက်လာပါတယ်။သေးရွေးထွက်လာတဲ့ဟဲလင်ဟာမနီလော့စ်ရှေ့ကိုရောက်တော့ထူထောက်လိုက်ပါတယ်။မနီလော့စ်ကိုမော့ပြီးကြည့်လိုက်တဲ့အခါလှပတဲ့မျက်ဝန်းထဲမှာတော့ချစ်ချင်းနဲ့ကြောင်ရွံ့ချင်းတို့ရောထွေးရှက်နေပါတယ်။မနီလော့စ်ဟာသွေးဆက်လက်ကျနေတဲ့ဓာတ်ကြီးကိုလက်ထဲမှာခက်ချစ်ဆုပ်ထားရင်ဟဲလင်ကိုငုံကြည့်လိုက်ပါတယ်။ကြည်စံဒီမိန်းမကြောင့်ငါဒုက္ခတွေရောက်လိုက်ရတာဂရိများအဖို့ရောထရိုဂျန်များအဖို့ပါဆိုးကျိုးတွေများလိုက်ရတာဆိုပြီးမကြံကောင်းမစီရကိုတောင်ကြံစီမိမတတ်ဖြစ်သွားပါတယ်။ဒါပေမဲ့တနာစရာအလှကြွယ်ရှာတဲ့ဇနီးတဲ့ကိုကြည်ရင်သူ့ဓာတ်ဟာလက်ကလွတ်ကျသွားပါတယ်။ဟဲလင်ရဲ့လဲမှာတော့ကျေတာယာကျောင်းမြတ်ရတနာကြီးကိုဆွဲထားလျက်ပါပဲ။ကျောင်းမြတ်ရတနာကြီးကနေပြီးသွေးတွေတစ်ဆက်ပြီးတစ်ဆက်ကြာလိုက်ပျောက်လိုက်နဲ့ဟဲလင်ရဲ့ဝိယုံဖြူကိုတော့မစွန့်ပါဘူး။မင်းနီလော့စ်ဟာအဲ့ဒီသွေးမစွန့်တဲ့ဝိယုံဖြူနဲ့မိန်းမကိုကြည့်နေရင်ဒေါသတွေမနာလိုဝန်တိုစိတ်တွေကုန်ခန်းလာတာကိုခံစားရပါတယ်။စဉ်းစားမိပါတယ်။ကြည်စံဖြစ်သမျှတွေဟာဟဲလင်ကြောင့်ဆိုပေမဲ့သူ့ပယောကမှမပါပဲဟဲလင်မှာအပြစ်မရှိပါဘူး။ပြီးတော့သူတို့ရဲ့ချစ်ဟာလည်းပျောက်ပြတ်သွားတာမှမဟုတ်တာ။အဲ့ဒီလိုသွေးနေတာကိုရေးပြတာမှကြာပါသေးတယ်။တကယ်တော့ဖြူးချယ်ဝိုင်းဆက်တဲ့ဟဲလင်ရဲ့မျက်လုံးတွေထဲကိုစိုက်ကြည့်ပြီးတဲ့တခဏမှာပဲဟဲလင်လို့မနီလော့စ်ကခေါ်လိုက်ပါတယ်။ပြီးတော့ရုတ်တရက်ဟဲလင်ကိုဆွဲယူပြီးပိုက်ထွေးထားလိုက်ပါတယ်။အဲ့ဒီတခဏမှာပဲခါတီးရဲ့ကိစ္စမှန်သမျှသူတို့နှစ်ယောက်လုံးမိသွားကြပါတယ်။ try ကိုတိုက်ခိုက်သိမ်းပိုက်ပြီးဂရိကျွန်းဆယ်ကိုပြန်ခဲ့ကြသူများမှာတယောက်ကိုတစ်မျိုးတိုးရတဲ့အဖြစ်ဆိုတွေကြောင့်ပြောရရင်ဆုံးမဲ့မတင်ပါဘူး။အရေးကြီးဆုံးသူများဖြစ်တဲ့မနီလော့စ်နဲ့ဟဲလင်ရဲ့အကြောင်းကိုတော့ပြောမှဖြစ်ပါမယ်။ဒါမှဇက်ပေါင်းလို့ရမှာဖြစ်ပါတယ်။မနီလော့စ်တို့ဂရိတင်မောများအားလုံးအပြန်လမ်းမှာမုံတိုင်းမိပါတယ်။မနီလော့စ်ဟာမုံတိုင်းကလွတ်တော့အေသင်မြို့နာကစိတ်ကမ်းမှာခုမိပါတယ်။အဲ့ဒီပြန်ထွက်ပြီးစပါတာဘက်ကိုရွက်လှစ်တဲ့အခါမှာနောက်ထပ်မုံတိုင်းမိပါတယ်။ဒီတစ်ခါမှာတော့ဂရိကျွန်းဘက်ကိုရောက်သွားပါတယ်။မနီလော့စ်ဟာဆိုက်ပရက်ကျွန်းပတ်ဝန်းကျင်မှာအတန်ကြာနေပြီးတင်မောကိုရွက်လွှင့်ခဲ့ပါတယ်။သူတို့စီးနှင်းလိုက်ပါလာတဲ့တင်မောအပြင်သူ့ငယ်ကျွန်းများပါတဲ့တင်မောများလည်းတပြိုင်နက်ရွက်လွှင့်ခဲ့ပါတယ်။ဒီတစ်ခါရွက်အလစ်မှာမုံတိုင်းမိပြန်ပါတယ်။တင်မောတွေတစ်စင်းနဲ့တစ်စင်းကွဲသွားရုံမှသာမကမနီလော့စ်ဟာသူ့တင်မောပေါ်ကပြုတ်ကျကြံရစ်ခဲ့ပါတယ်။
သူ့ကိုတခြားသင်္ဘောတစ်စီးကဆယ်ယူနိုင်ခဲ့ပေမဲ့ဟယ်လင်ပါတဲ့သင်္ဘောကတော့မုန်တိုင်းဆဲချိန်မှာရှာလို့မရအောင်အစပြောက်သွားပါတယ်။မီနီလော့စ်အသက်ကွဲရပါပြီ။ဟယ်လင်ကိုပြန်ရအောင်ထရိုင်ကိုအဆုံးရှုံးအများကြီးခံပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးမှအပြန်လန်းမှာအပီးတိုင်းဟယ်လင်နဲ့ကွဲရတော့မှာလား။မီနီလော့စ်ဟာမြေထဲပင်လယ်တစ်လျှောက်ကစိတ်ကမ်းမှန်သမျှကိုပိုက်စိတ်တိုက်ပြီးဟယ်လင်ကိုရှာပါတယ်။အာဖရိက၊အေရှားမိုင်းနာ၊ဖိုနီးရှားစသဖြင့်ရှာခဲ့ပေမဲ့ဟယ်လင်အရိပ်ကိုတောင်မှမတွေ့ခဲ့ပါဘူးတဲ့။တစ်နေ့မှာတော့ဖာရိုများရဲ့ကျွန်းလို့အမည်သွင်းတဲ့ကျွန်းသွန်းကျွန်းကိုသူဆိုက်ရောက်သွားပါတယ်။ရောက်လီရာရာအရပ်မှာသူဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့တဲ့ပစ္စည်းဥစ္စာယတနာများကိုတင်ထားတဲ့သင်္ဘောလေးစင်းလည်းသူနဲ့အတူပါပါတယ်။သူတို့ဟာဖာရိုများကျွန်းမှာဝင်ပြီးနားတာပါ။ရက်သမျှဥစ္စာပစ္စည်းတွေနဲ့ဂရီကိုပြန်တော့မှဟယ်လင်ကိုတွေ့ဖို့အရေးကိုတော့မီနီလော့စ်လက်လျှော့လိုက်ပြီးဖြစ်ပါတယ်။မီနီလော့စ်တို့စခန်းချနေတဲ့ကျွန်းကနေပြီးအီဂျစ်ကိုသွားရင်တစ်နေ့ခရီးပဲကြာပါတယ်။ဒါပေမဲ့မီနီလော့စ်တို့ဟာအီဂျစ်ကိုမသွားရဲပါဘူး။ဘာကြောင့်လဲဆိုတော့အီဂျစ်ကိုစိုက်ကပ်လာသမျှလူစိမ်းသူစိမ်းများကိုအီဂျစ်ဘုရင်ကဖမ်းဆီးပြီးကျွန်ပြုလေးရှိပါတယ်။နောက်ပြီးရစ်ပူဇော်ရင်လည်းတစိမ်းများကိုတက်ပြီးရစ်ပူဇော်လေးရှိပါတယ်။ဒါပေမဲ့သူတို့နားနေတဲ့အချိန်မှာပဲမြောက်ပြန်လေးတွေလာနေရနဲ့မြောက်ဘက်ကိုရွက်လွှင့်မှုမဖြစ်နိုင်တော့ပါဘူးတဲ့။အဲ့ဒီလိုနေကြရင်အစားအစာရှားပါလာပြီးငတ်မွတ်တဲ့အချိန်ကိုရပါပါတယ်။အဲ့ဒီအချိန်မှာမီနီလော့စ်ဟာသင်္ဘောသုံးစီးကိုကျွန်းမှာဆက်လက်ကြောက်ထားခဲ့ပြီးတစင်းနဲ့အီဂျစ်ဘက်ကိုရွက်လွှင့်ခဲ့ပါတယ်။မြောက်ပြန်လေးကလည်းလာနေတော့ဟန်ကိုကြနေတာပေါ့။ဒါပေမဲ့အီဂျစ်နိုင်ငံအနီးကိုလည်းရောက်ရောရိုးရိုးမြောက်ပြန်လေးမဟုတ်တော့ပဲမုန်တိုင်းတိုက်ခိုက်လို့ကြောက်ဆောင်တစ်ဆောင်နဲ့တိုက်မိပြီးသင်္ဘောလည်းကွဲသွားပါတယ်။မီနီလော့စ်နဲ့ငယ်ကျွန်းများဟာကမ်းပေါ်ရောက်အောင်ကူးခတ်သွားရတာပေါ့လေ။ပြီးတော့ကမ်းပါးကအကူလေးတစ်ခုတည်းဝင်ပြီးခိုနေရပါတယ်။မနက်လင်းတဲ့အခါမှာမီနီလော့စ်တစ်ယောက်တည်းစွန့်စားပြီးကမ်းပေါ်တက်ခဲ့ပါတယ်။မြို့တော်ထဲဝင်လာတဲ့မီနီလော့စ်ဟာသင်္ဘောပြတ်တုန်းကအဝတ်စားတွေစုပ်ပြတ်ကုန်တဲ့အပြင်စားငတ်ရည်တွေနဲ့ထိလာပြီးစပင်ကအစားပုံပြက်ပန်းပြက်နဲ့နည်းနည်းကလေးမှငကိုပုံမထွက်နိုင်အောင်ဖြစ်နေပါတယ်။အဲ့ဒါကံကောင်းတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။မြို့ထဲရောက်တော့လူတွေကသူ့ကိုသခင်မဟေတာရဲ့နှက်ကုန်းကိုလမ်းညွှန်လိုက်ပါတယ်။အဲ့ဒီနှက်သခင်မဟာဒူစိမ့်များကိုစောက်ရှောက်လေးရှိပါတယ်။မီနီလော့စ်ဟာနှက်ကုန်းကိုရောက်တော့ကမ်းမရပလင်ရှိမှဒူထပြီးဆူတောင်းဖို့ဟန်ပြင်လိုက်ပါတယ်။အဲ့ဒီချိန်မှာလောကကြီးတစ်ခုလုံးအတွက်ရောမီနီလော့စ်အတွက်ပါဟန်ဝစရာအကောင်းဆုံးဖြစ်နိုင်တဲ့ကိစ္စတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။နတ်ထေဝီဟေတာရဲ့နန်းနန်းရှင်အမျိုးသမီးဟာဟချန်အရန်အမျိုးသမီး၄ယောက်နဲ့ပလင်ရှိကိုရောက်လာပါတယ်။အဲ့ဒီနန်းနန်းရှင်အမျိုးသမီးဟာဟယ်လင်စစ်ပါပဲတဲ့။မီနီလော့စ်ဟာဟယ်လင်ကိုသူ့ဘသူဆိုတာသိအောင်ပြောလိုက်တာနဲ့ဟယ်လင်ဝမ်းသာအားရဖြစ်သွားပါတယ်။ဒါပေမဲ့ရုတ်တရက်ကြောက်လွန်းတဲ့ဟန်နဲ့အရေးတကြီးပြောလိုက်ပါတယ်။ရှင်ဘသူလဲဆိုတာသူတို့သိရင်တတ်တော့မှာပဲ။အဲ့ဒီလိုဆိုရင်ကျမကတပါးတည်းတတ်ကြလိမ့်မယ်။ကျမဒီနက်ကုန်းမှာနေရတာကဒီလိုပါ။အခုလက်ရှိဘရင်ရဲ့ခမဲတော်ကကျမဒီကိုသင်္ဘောနဲ့ရောက်လာတဲ့အချိန်မှာကျမကိုဟေတာအရှင်မလို့ခေါ်လိုက်ပါတယ်။ပြီးတော့ဒီနက်ကုန်းမှာနန်းနန်းရှင်လုပ်ဖို့စိတ်ခိုင်းခဲ့ပါတယ်။အဲ့ဒီဘရင်ကြီးနှရွာလာကြတဲ့ကလက်ရှိဖြစ်နေတဲ့ဘရင်သူ့ရဲ့သားတော်ကကျမကိုသိမ့်ပိုက်ဖို့ကြံစီနေပါတယ်။အခုလိုအချိန်ဆွဲနေသေးတာကရှင်သိမသိသေးလို့ပါပဲ။ရှင်မသိပဲဒီကိုရောက်လာတဲ့ဆိုတာရှင်ရောကျမရောတက်ခံရတော့မှသိကြတယ်။လို့ဟဲလင်ကရှင်မသိပဲဒီကိုရောက်လာတဲ့ဆိုရင်ရှင်ရောကျမပါတက်ခံရတော့မှသိကြတယ်လို့ဆိုပါတယ်။နောက်တော့လည်းအသက်ပေးကလွတ်အောင်အမျိုးအကြံထုတ်ကြတာပေါ့လေ။အီဂျစ်ဘုရင်နန်းကိုရောက်လာတာနဲ့မီနီလော့စ်ဟာသူဟာမီနီလော့စ်ရဲ့ငယ်ကျွန်းတစ်ယောက်ဖြစ်ကြောင်းသူမျက်စိနဲ့မီနီလော့စ်တို့တင်မောကြောက်ဆောင်နဲ့တိုက်ပြီးပြတ်တာကိုမြင်ခဲ့ရတဲ့အကြောင်းမီနီလော့စ်ရဲ့အလောင်းလိုင်းနဲ့ပါသွားတဲ့အကြောင်းစသဖြင့်တန်တော်ဦးတင်တာပေါ့လေ။ဘုရင်ကလည်းဝမ်းသာအားရနဲ့ဟယ်လင်ဘက်လှည့်ပြီးတို့နှစ်ယောက်ပေါင်းလို့ရပြီလို့ပြောပါတယ်။ဟယ်လင်ကလည်းပေါင်းလို့ရပါပြီ။ဒါပေမဲ့မီနီလော့စ်ကိုဂရီတိုထုံးစံတဲ့အညီပင်လယ်ဘက်ကိုထွက်ပြီးတကြိုပြားစီသင်္ဘောတစ်စင်းပေးပါလို့တောင်းပါတယ်။ပြီးတော့ငယ်ကျွန်းဟန်ဆောင်ထားတဲ့မီနီလော့စ်ကိုအဖော်ဖြစ်ခေါ်သွားမယ်ဆိုပြီးသင်္ဘောပေါ်မှာနက်တင်ဖို့ဆိုပြီးလိုအပ်တဲ့အကောင်တွေပဲတင်ပါတယ်။အဲဒီနောက်တော့အီဂျစ်ဘုရင်ရဲ့ရှေ့မှာပဲခက်တီနဲ့သင်္ဘောကိုရွက်လွှင့်ပြီးထွက်ခဲ့တာပေါ့လေ။လမ်းမှာကြံရစ်ခဲ့တဲ့မီနီလော့စ်ရဲ့ငယ်ကျွန်းများကိုပေါ်ပြီးသင်္ဘောပေါ်တင်ကြပါတယ်။နောက်တော့ပါလာတဲ့အီဂျစ်သင်္ဘောသားများကိုရေထဲပစ်ချခဲ့ပါတယ်။အီဂျစ်တွေကလည်းကမ်းရအောင်ရေကူးပြီးပြန်သွားကြတာပေါ့။တူနဲ့လူရင်းကိုချုပ်ပြီးပြောလိုက်ရရင်တော့မီနီလော့စ်တို့ဇနီးမောင်နှံဟာနေပြည်တော်ကိုချောချောမောမောပြန်ရောက်လာကြပါတယ်။သားနဲ့သမီးနဲ့လည်းပြန်တွေ့ကြပါတယ်။ မ
မီနီလော့စ်လမ်းတစ်လျှောက်မှာတိုက်ခိုက်စုဆောင်းခဲ့တဲ့ပစ္စည်းများကလည်းသုံးလို့မကုန်နိုင်ပါဘူး။အဲဒါကြောင့်သူတို့မိသားစုကုန်လုံးစွာနဲ့ပျော်ရွှင်စွာနေထိုင်ကြပါတယ်။မင်းယောက်ျားမင်းမိန်းမများအကြောင်းဆိုတာတော့ပုံမြင်တဲ့ကမိန်းမသားများအကြောင်းကိုပြောသွားတာပါလားလို့စာဖတ်သူများကထင်ကြမလားမသိပါဘူး။ကျမအစောပိုင်းကတင်ပြထားတဲ့အချက်အလက်တွေထဲမှာဟယ်လင်တို့ခေတ်က Troy မြို့ကိုသူဖော်တွေ့ရှိတဲ့အကြောင်းတွေပါပါတယ်။အဲဒီလိုတိကျတဲ့အထောက်အထားတွေရှိနေမှာတော့ Trojan လူမျိုးတွေနဲ့ဂရိလူမျိုးတွေစစ်ဖြစ်ကြတယ်ဆိုတာလည်းမှန်ပါတယ်။ဟိုမာဆက်ဆိုတဲ့အကြောင်းအရာများထဲမှာအမှန်တရားတွေပါနေပါတယ်။ပုံမြင်အဖြစ်နဲ့ရွတ်ဆိုကြရတဲ့လင်္ကာရှိများဆိုတော့လေအဖွဲအနွယ်လွတ်တာတွေပါနေမှာသိချပါတယ်ဆိုတဲ့အကြောင်းကိုဆရာကြီးများကပြောခဲ့ကြတာကြပါပြီ။ Trojan များဟာမိုင်စီနေဂရိများကဆင်းသက်လာကြများဖြစ်ပါတယ်။ဂရိများဂရိကျွန်းဆွယ်ကိုရောက်လာကြတော့လဲမိုင်စီနေဂရိများထံကအရေးကြီးမှုများကိုဆက်ခံရပါတယ်။ဟယ်လင်နဲ့ပတ်သက်တဲ့အကြောင်းအများထဲမှာမြေထဲပင်လယ်တဝိုက်ကနိုင်ငံများအကြောင်းလက်နက်အားကိုနဲ့ဝင်ရောက်တိုက်ခိုက်ကပစ္စည်းများရောလူများကိုပါသိမ့်ပိုက်တတ်ကြတဲ့အကြောင်းတွေကအဲ့ဒီခေတ်ကအကြောင်းအရာအမှန်များဖြစ်ပါတယ်။အဲ့ဒီတော့ဟယ်လင်ဟာမိမတစ်ယောက်တည်းမဟုတ်တဲ့တိုင်အောင်သူခေတ်ကမိမသားများကိုကိုစားပြုမှသိချပါတယ်။ပြီးတော့လဲဟယ်လင်အကြောင်းတဲ့လောကမှာရှိတတ်တဲ့လူမျိုးစိတ်အထွေထွေအကြောင်းများကိုကောင်းစွာထင်ဟပ်နိုင်တာကြောင့်ဟိုမားရဲ့လင်္ကာရှင်များဟာပိုပြီးစိတ်ဝင်စားပွဲကောင်းတယ်လို့ကျွန်မထင်ပါတယ်။ဟယ်လင်နဲ့ပတ်သက်ပြီးပြောရရင်တော့လူတကာမမောလောက်တဲ့အလှဟာလူများတကာကိုဒုက္ခမပေးခင်ဟယ်လင်ကိုသာအရင်ဒုက္ခပေးခဲ့တာပါလား။အမှန်ကတော့ဟယ်လင်ဟာလူအများရင်ထဲမှာဝေဖားပေါ်ပေါက်လာတတ်တဲ့ရမတ်ရဲ့တင်ငေသားဖြစ်တယ်လို့ဆိုချင်ပါတယ်။ကလျာ1993ခုနိုဝင်ဘာလဒီဇင်ဘာလ